ကျွန်တော်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ချင်းမိတ်ဆွေအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်အမျိုးတွေအားလုံးလည်းမင်္ဂလာပါခင်ဗျာမနေ့က2468ခုလေးမျိုးပေါက်ကြလာခင်ဗျာ2468ခုလေးเนาะကျွန်တော်ပေးထားတဲ့အတိုင်းပဲเนาะပေါက်ကြလာဗျာဒီနေ့ညကျွန်တော်မားလို့တေချာမလွှင့်ပြရပါဘူးဗျာညမနေ့ကပြောထားခဲ့ကျွန်တော်ညလွှင့်လို့ပြောထားခဲ့ပေမဲ့ကျွန်တော်ညအမှာကျွန်တော်အလုပ်လေးနည်းနည်းရှိရတယ်မလွှင့်ဖြစ်ခဲ့တော့ဗျာဒါပေမဲ့ site လေးကိုကျွန်တော်ကြည့်ပြီးထားပါတယ်ကဲကျွန်တော်မွေးကနန်းလေးကိုတေချာကြည့်ပြီးထားပါတယ်เนาะမွေးကနန်းလေးကနော်တမန်ကရတော့မာပြီးကိုပြီးရဗျမာပြီးနော်ဟောလေတုံးခုံကူလို့အောက်ပေးတုံးဟောတင်ကားခုံကူလို့အောက်ပေးပေါ့နော်ကျွန်တော်ကတော့မားနဲ့စုံနဲ့တွေ့ပြီမယ်ကျွန်တော်ကြိုက်လို့နော်ကျွန်တော်ကြိုက်လို့ပေးမယ်နော်မားနဲ့စုံနဲ့တွေ့ပြီမယ်မားနဲ့စုံနဲ့မွေးကနန်းလေးပေးမယ်ဗျမွေးကနန်းလေးနှစ်3 5 6အခွေပေါ့နော်အခွေပေါ့နော်2 3 5 6အခွေပေါ့နော်အဲ့ဒီပြီးပါခင်ဗျမင်းကနန်းအတွက်ဆိုရင်ကျွန်တော်ကြိုက်တယ်နော်ကျွန်တော်ကြိုက်တဲ့ကနန်းလေးပြောမယ်မင်းကနန်းရှစ်ကတော့ I don't care ပေါ့နော်ကိတိတ်ပြီးစိုက်ဆရာလို့ရှစ်ကလည်းရက်ဆက်စွာနဲ့ပဲเนาะ3ချိန်တောင်3ကောင်မှထွက်သွားပါတယ်เนาะ8 4ထွက်သွားပါတယ်အဲကြောင့်ကျွန်တော်8ကိုမပေးဘူးเนาะ8ကိုလုံးဝမပေးရင်တော့အဲကြောင့်မလို့ကျွန်တော်ပေးမယ်ကျွန်တော်ခုကြည့်ထားကနေလေးရှိရဲ့เนาะ13ကြိုက်တယ်ဗျ13ကြိုက်တယ်ဒါအခွေနော်အခွေတက်ဒါညကြည့်ကြစိုက်เนาะဒီကောင်မမှန်ခဲ့ရင်တော့ဒီအခွေထိရမယ်ဗျာအဲ့လိုပုံစံမျိုးเนาะ13ကြိုက်တယ်ပြီးတော့13ကြိုက်တယ်ပြီးတော့3ခွန်ကြိုက်တယ်3ခွန်နှစ်လေးပေါ့နော်3ခွန်နှစ်လေးเนาะ3ကွက်တယ်เนาะ3ခွန်နှစ်လေးbreak ကြတော့ break ကတော့ကျွန်တော်ကြိုက်ရ break ကတော့ဟိုအောင်နော်9 break ပေါ့9 break ကောင်းတယ်9 break ဆင်းမှုများတယ်နော်9 break ဆင်းမယ်9 break မဆင်းဘူးလို့လည်းပြောလို့မရဘူးဗျ9 break ကဆင်းတော့ဆင်းမှာ9 break အဲကြောင့်လို့ share main နဲ့မှာနော် share main ပထမနေ့ကအရန်မနေ့ကတော့ကျွန်တော်ပြောထားခဲ့တာအရန်လို့ပြောထားခဲ့เนาะဒါပေမဲ့ခုကအရန်မို့တော့ share main ပေါ့เนาะ you main နဲ့ share main ပေါ့เนาะ share main ကပိုကောင်းတာပေါ့เนาะ9 break 9 pk 9 break ပေါ့เนาะ9 break 9 break ပြင်မှာဘာကြိုက်လဲဆိုကျွန်တော်ကြိုက်တာ3.5ကြိုက်တယ်3.5ကြိုက်တယ်ပြီးတော့ဘာကြိုက်လဲဆိုတော့3.5ရဲ့ပြီးတော့41က3.5ရဲ့41ကပြီးတော့နောက်ဟိုဗျကျွန်တော်အဲ့ကောင်ရဲ့တိတ်မယုံရဲဘူးဗျအဲ96ပေါ့နော်96ကြီးရနော်96ကတိတ်ပြီးရုံတော့တိတ်မယုံရဲဒါပေမဲ့အရန်နေနဲ့ပေးတာမျိုး96ကိုကျွန်တော်ပေးမယ်ဒီကောင်လေးကိုR2ပေါ့နော်ဒီကောင်လေးကိုတော့ R2ပေါ့နော်ဒီကောင်ကအခွေပေါ့အပူးကလုံးဝယူပြောင်းနေနော်ကျွန်တော်ထပ်ပြောရင်နော်အပူးကြမယ်ကျွန်တော်အင်္ဂါနေ့လွှင့်နေအင်္ဂါနေ့တင်ပြီးတယ်ဘုံလုံးတင်မယ်အပူးတစ်စမ်းမှမထွက်သေးဘူး pick up ဘက်ကလည်းလုံးဝမထွက်သေးဘူးအပူးရှိရနော်အပူးဆိုင်ရှိသေးတယ်အဲအပူးကကြပြီဆိုလေတေချာပေါက်ကြမှာအပူးကကြပြီဆိုလေတေချာပေါက်ကြမှာပါခင်ဗျအပူးထဲမှာကျွန်တော်ဒီတစ်ခေါက်လို့ပြရှစ်ပူးကိုအောင်တိတ်ပြီးမဆိုင်တော့ပြီးခဲ့နှစ်ခေါက်တင်ပြီးတော့ကျွန်တော်ရှစ်ပူးအောင်တော်ထည့်ရှစ်ပူးလုံးအောင်ဆိုင်ပြီးထည့်တာလားရှစ်ပူးအပူးကိုနော်အပူးလုံးအောင်ဆိုင်ပြီးထည့်တာလားခုအပူးကိုအောင်ဆိုင်ပြီးထည့်တော့အပူးနော်ဒါကတော့ငွေလွှဲလူထိုးပေါ့ဗျငွေပွေးလူတွေအောင်မထူးကြနဲ့ပေါ့နော်အပူးရှစ်ပူးလုံးဝမထည့်တော့နှစ်ပူးထည့်မယ်
လေးဘူးရယ်တစ်ဘူးရယ်နှစ်ဘူးလေးဘူးတစ်ဘူးနော်နှစ်ဘူးလေးဘူးတစ်ဘူးနော်တက်နိုင်လူတွေကအပူကိုဗျာအကုန်အပြေထိုးပေါ့ဗျာဒါတော့ကျွန်တော်ထိုးမှခဏလေးပေါ့နော်ကျွန်တော်ကြိုက်တဲ့ခဏလေးနှစ်ဘူးလေးဘူးတစ်ဘူးထိုးမယ်ဒီကောင်ကတော့အပူပါရင်နော်အပူပါရင်နော်အပူပါတယ်ဒီကောင်အပူပါတယ်246အခွေတော်ဆွဲနေတော်တော်ဝမ်းသာနေလို့2356အခွေမှာအပူပါရင်ဗျဒီကောင်ကတော့ဒီဘူးတော့2ဘူး4ဘူး1ဘူးเนาะအဲ့လိုပါမယ်ဒီကောင်တော့ main ကိုတော့ဒီ main ကနန်းကတော့နည်းနည်းအောင်เนาะပပလေးပဲထိုးပပလေးပဲထိုးเนาะ main ကနန်းပါ share main 9 break ကတော့ဗျာ9 break ရဲ့အပူရဲ့အခွေရဲ့တော့အတုံချစောเนาะကျွန်တော် live ဝင်ကျွန်တော်ရဲ့ view ဝင်ကြည့်ရလူပဲเนาะမနေ့ကပေါက်တယ်လို့ပြောရเนาะကျွန်တော် view မို့ကျွန်တော်ကိုဟိုပါလေမစိတ်ကန်းလာမေးရဲ့အမားတယောက်ကိုဘိုင်ဘာမစိတ်ကလာမေးရဲ့အမားတယောက်ကိုသူ live ကိုတခြားဖုန်းကဝါနေလို့တော့ဟုတ်ပါရဲ့သူကင်မရာလေးဖုန်းအကောင်းမဟုတ်ဘူး view ဟိုးလောင်းအကိုလုံးက view ကြီးတော်တော်ကြာပြီဆို view ကြီးเนาะကင်မရာလုံးဝဝါနေသူချက်မမြင်ရလို့ပါဆိုတော့မေးတယ်မေးတော့ကျွန်တော်တခြားပြောပြလိုက်ပါတယ်အခွေကိုဘယ်ခွေမင်းလည်းဘယ်မင်းအဲ့လိုတခြားရေးပြလိုက်ပါတယ်မစိတ်ကနေပြီးတော့เนาะမနေ့ကပေါက်တယ်ဗျမနေ့ကအဲ့မာတီအောင်လို့เนาะ468ခွေပေါက်ပါတယ်ခင်ဗျအဲ့မာတီအောင်လည်းမဟုတ်လမ်းထဲမှာကျွန်တော်ဘာလေးထိုးအောင်ကောင်းတယ်မိရဲ့လူလေးပေါက်ပါတယ်ခင်ဗျเนาะကျွန်တော်အခွေပေးရကျွန်တော်ပြောရစကားကိုကျွန်တော်ရအောင်လို့ဒီနေ့အခွေရလဲပြောလို့တောက်ရံနေထိရဆွဲပါလေဗျာနော်တောက်ရံနေ2ချိန်4ချိန်ပဲကျန်တော့ဒီနေ့ကြာတော့လို့မနက်ဖြန်တောက်ရ2ရက်လားဆိုတော့တောက်ရမကြော်ဗျာလုံးဝမကြော်သေးဘူးတောက်ရကျွန်တော်ပြောလွယ်ရင်နော်ကျွန်တော်တေချာပြောရင်နော်ပြီးခဲ့တစ်ခေါက်တုန်းကပြီးခဲ့4ဈေးတုန်းကလေဗိုလ်ထူးမကြော်2468ကိုကျွန်တော်ပေးထားခဲ့တယ်ဗိုလ်ထူးတော်မကြော်ဗိုလ်ထူးနေ့ညနေဆိုတာနဲ့2468ကို84ဆိုပြီးထွက်ပါတယ်ဟုတ်နော်ခုအပူပါထပ်ပါမယ်နော်ဒီကောင်အပူပါမယ်2356အခွေပေါ့နော်2356အခွေဘေးငွေလုံးဝကြိုပေးစေအောင်မလိုပါဘူးခင်ဗျနော်စေတနာဖြစ်ကူညီရင်းဖြစ်ပါရဲ့နော်တချို့ရောက်ရှိပါဖုံးပြီးလှမ်းလွှဲပြီးမှမစိတ်ပို့ပြီးမှဘာလို့ရှိမဟုတ်ဘူးကျွန်တော်တို့ကအဲ့လိုတော့မဟုတ်ပါဘူးနော်ဟောလေစေတနာမတရားရှိပြီးမတရားပေးရင်ကမ်းကျင်ပြီဆိုရင်တော့မတရားလည်းထိုးထားတာပေါက်ထားရပေါ့နော်5-6 9000ပေါက်ထားတော့ညီလေးသားလေးရေရော့မဟုတ်1000လောက်ယူလိုက်ပါ2000လောက်ယူလိုက်ပါအဲ့ဒါမျိုးတော့ကျွန်တော်ယူပါခင်ဗျနော်ဟိုလေငါ့ကို1000ဘိုးလောက်ဆိုတော့သူလေးအခက်ခဲကိုလေးအခက်ခဲလေအကြောင်းကျွန်တော်မယူပါဘူးခင်ဗျနော်အဲ့ပုံမျိုးပါအဲ့ဘေးငွေလုံးဝနော်ကျွန်တော်ထပ်ပြောပါမယ်အေးရတော့ဘေးငွေလုံးဝကြိုဝေးကြမလို့အောင်နော်ဘေးငွေကြိုပေးစရာမလိုပါစေတနာဖြစ်ကူညီရဖြစ်ပါတယ်နော်ဘေးငွေလုံးဝပေးတယ်မလို့စေတနာဖြစ်ကူညီရဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုအားပေးရလူတွေရှိရင်ပေါ့နော်ကျွန်တော်ရဲ့ကိုစီသူဆိုတဲ့တူရီကြီး channel လေးကို like ရ subscribe လေးရနှိပ်ထားပါခင်ဗျပြီးတော့ဘေးနာခေါင်းလုံးလေးလေးကြည့်ထားလိုက်ပေါ့နော်အဲ့တော့မှကျွန်တော် view အသစ်တွေတင်ရင်အကိုတို့အမားတို့ဦးလေးတို့အန်တီတို့ကြည့်လို့ရမှာပေါ့နော်ဒီချက်လည်းကျွန်တော်ကြိုးစားနေပါရင်ပေါ့နော်ကျွန်တော် like လွှင့်နေနေဗျာဒါပေမဲ့ subscriber 90မရှိဘူးကျွန်တော်မှဘလို့မှ like လွှင့်နေမရှိဘူးဒီလို video နဲ့ site ထောက်ပြမယ်ဆိုလေဗျာ site ကထောက်လို့ရထောက်တတ်တယ်ဒါပေမဲ့ဗျာ site ထောက်ပြမယ်ဆိုလို့ဗျာကျွန်တော်တို့ကဖုန်းကလည်းအကောင်းမှုအတွက် video ရိုက်ပြီးမှလုပ်တဲ့အတွက်ကြောင့်မို့လို့ MB ရဲ့မတရားကုန်ပါကျွန်တော်မှဖုန်းက2GB ပဲရှိတယ်ဖုန်းက 2GB နော်အဲ့ကြောင့်လို့ဖုန်းက2ဆိုတော့ run 2ဆိုဗျာကျွန်တော်ဘာမှသိလို့အဆင်ပြေဘူးအဲ့ကြောင့်မလို့ live လွှင့်နေချင်းချင်းဗျာကျွန်တော်တော်တော်အဆင်ပြေဖုန်းလေးမှာမသိတော့မထောက်တော့ဘူးဗျာအဲ့ကြောင့် like and subscribe လေးတူရင်ကျွန်တော် like လေးလွှင့်မယ် like လွှင့်ရင်နည်းနည်းအုံနောက်စာနည်းနည်းတက်တာပါဗျာဟုတ်တယ်မလားကျွန်တော် site လေးနဲ့ကျွန်တော်အခုအမလေးတေချာထောက်ပြမယ်ဘလူးဆိုတော့ဟာလေးတေချာထောက်ပြမယ်နော်ကဲအားလုံးပဲနော်တေချာထပ်ပြောပါမယ်ဒီကောင်လေးပပထူဒီမင်းကနန်းကိုအပပလေးထူဒီကောင်ကတော့အာထူငွေနဲ့2356နော်2356အခွေအပူပါရင်နော်ဒီမှာအပူအသေးကြိုက်ဆိုလူတွေမတွေ့ရ2ဘူး4ဘူး1ဘူးနော်
ဒီအပူးမှမထွက်တော့ဒီမှာအပူးထွက်မယ်ဆိုဒီမှာဒီထဲကပါဘလို့မှပြေးလို့မလို့9 break break ဆိုရဲ့လူရနော်ဟာဒါလေးမကြိုက်ဘူးအကိုရေညီလေးရေဒါလေးမကြိုက်သားလေးရေဒါလေးမကြိုက်ဘူး9 break ကိုကြိုက်ရေဗျာ9 break ကြိုက်တယ်9 break ကြိုက်ရင်9 break ကြီးဆွဲချပလိုက်အဲ့ဒါအပြီးရော9 break ကိုလုံးဝအပြီးဆွဲချပလိုက်9 break ကိုပြီးဆွဲချလိုက်ဒါနော်ဒါကဖွာပဲရှိသေးတယ်ဒါကျွန်တော်ကြိုက်တဲ့ကနေလေးပြီးတာဆွဲရင်9 break ဆွဲအဲ့ဒါမဟုတ်ဘူးအကုန်လုံးဆွဲမယ်လှုပ်ရဲတယ်ချမယ်နော်ပတ်စံလေးမတရားရှိချမယ်နော်ချပလိုက်လှုပ်လိုက်နော်တွေးနေများကြာလို့တခါချပလိုက်နော်အဲ့မှာအတိုင်းမှာကြောက်လန့်ပြီးတော့မှတခါထွက်ပြေးရဖြစ်ရအောင်လှုပ်လိုက်အဲ့လိုပုံစံမျိုးနော်ကဲအားဝင်နော်ကျွန်တော်ချင်းမသိအောင်ပဲမင်္ဂလာနံခင်းမှာနော်နေ့လေ12နာရီ1မိနစ်နော်ထွက်မဲ့မင်္ဂလာအချိန်အခါတမရမှာပေါ့နော်အားလုံးပဲကန်ကောင်းကြပါစေဗျကျွန်တော်ပေးရဲ့အခွေလေးကိုထိုးတဲ့လူတွေပေါက်ပါစေဒီနေ့နော်ကျွန်တော်ထပ်ပြောမယ်နော်မနေ့ကပြောတဲ့စကားအတိုင်းပဲကျွန်တော်ပြောပါမယ်2ကြိမ်မှာ1ကြိမ်2ကြိမ်မှာ1ကြိမ်နော်ထိကိုထိရမယ်ဗျာပေါက်ကိုပေါက်အောင်2ကြိမ်မှာ1ကြိမ်ပေါက်ရမယ်နော်2ကြိမ်မှာ1ကြိမ်ပေါက်အောင်နော်ကျွန်တော်ပြည့်ရခဏနော်2ကြိမ်မှာ1ကြိမ်ပေါက်အောင်100% နော်100% နော်ဘောင်းစီးရဖနဲ့ကျွန်တော်ပါလာရတယ်ဗျာနော်အဲ့လောက်ထိကြမ်းနေနော်မနေ့ကလည်းပြောရနော်ဟိုမှာမူကနန်းထိုးရလူတွေတိမူကနန်းထိုးရလူတွေတိနော်2468ကိုပေးရနော်မဘောင်းစီးရဖနဲ့ပါလာရတကယ်ထွက်ပေါ်ပါတယ်84နော်2468ကိုအဲ့ဒီလေအနောက်ကအပူးပါလို့ထည့်ပြီးရေးပေးထားအောင်နော်အပူးကအောက်ကနေလေးထည့်ပြီးဆင့်ပေးထားတာပဲရှိတာနော်2468ကိုနော်ကိုဒီနေ့အပူးထပ်ပါမယ်အပူးဆိုင်ကဒီနေ့ကြောက်ဖို့များတယ်အဲကြောင့်မို့လို့အပူးပါမယ်နော်အားလုံးပဲစနေ1မိနစ်နော်မင်္ဂလာအချိန်တမန်ကြရမှာနော်အားလုံးပဲကျွန်တော်အမျိုးတွေအကုန်လုံးနော်အောင်ပွဲခံနိုင်ပါသေးခင်ဗျကျွန်တော်7နာရီ1မိနစ်1မိနစ်တော့မရတော့ဘူးကျွန်တော်7နာရီ9မိနစ်10မိနစ်ကျွန်တော်အောင်ပွဲခံတယ်နော်စနေ1မိနစ်အချိန်ရရင်ကျွန်တော်အောင်ပွဲခံပါမယ်ဒီမှာနော်2ကြိမ်မှ1ကြိမ်ပေါက်ရမယ်100% နော်100% ကျွန်တော်အာမလုံးဝယူလုံးယူခံပါဗျအမဘန်နေခံပါတယ်နော်ဘင်းကြီးလုံးဝကြိုးဝေးသေးရမလို့ပါဘူးခင်ဗျကဲကျွန်တော်ရှင်းပြသေးမယ်အားလုံးရေကျွန်တော်ချစ်ခင်ကြားရဆိုရင်ကျွန်တော်ရဲ့ဒီမှာကိုစီသူဆိုတဲ့ channel လေးကိုနော်ကိုစီသူဒူးလီဆိုတဲ့ channel လေးကို like and subscribe လေးကိုနှိပ်ပြီးတော့ဘေးနာခေါင်းလေးတီးပေးထားပါဗျကျွန်တော်ဘူရိုအစ်စ်တင်ပေါ့နော်ကိုကြည့်ရအောင်နော်ကဲကျွန်တော်ရဲ့ live လေးဒီမှာပဲရှင်းနာခွင့်ပြုပါအောင်ခင်ဗျ